အာဆင်နယ်ကို2-1နဲ့ယူနန်းစေခဲ့တဲ့ဆောက်သတန်ဒီသင်းနဲ့သူ့ပရိသတ်တွေကတော့တကယ်ကိုဟာတာပဲလို့ပြောရမယ်ထင်ပါတယ်ဖလားလေးလုံးယူမှာကွာလို့ပြောခဲ့တော့ကလည်းဒီလူတွေအချိုရဖလားကဘာမှမဟုတ်ပါဘူးလို့ပြောပြန်တာလည်းဒီလူတွေပဲဖြစ်ပါတယ်အရင်တော့တုန်းကလည်းငါတို့ကဖလား3လုံးနဲ့ triple ယူပြမှာကွာဆိုတဲ့စကားသံတွေထွက်လာပြန်တယ်လို့ဒီတစ်ပတ် FA ဖလားကထွက်ခဲ့ရပြီးနောက်ပိုင်းလည်းဘလို့စကားသံမျိုးတွေထပ်ထွက်လာမလဲဆိုတာစောင့်မျှော်နေရပြန်ပါပြီဒီနေ့နဲ့တနင်္ဂနွေအချိန်မှာတော့ဖလားဆောင်သိမ်းပြမယ်စင်ပြန်ကြီးတို့က FA ဖလားရှုံးထွက်ပွဲစဉ်ဖြစ် Championship Club ဆောက်သတန်အသင်းရဲ့အိမ်ဝင် St Mary Stadium မှာတွားရောက်ကစားခဲ့ရပြီး2ဂိုးတဂိုးဆိုတဲ့အရှုံးရလဒ်နဲ့ပြိုင်ပွဲကနေနှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်ဒီပွဲစဉ်မှာစင်ပြန်ကြီးတို့ဘောလုံးပိုင်ဆိုင်မှုအသာဂိုးပေါက်ချင်းချောက်မှုအသာဒေါင်းငံမောအသာအရာရာအသာစီးနဲ့ကစားနိုင်ခဲ့တဲ့ဆိုပေမဲ့ပြိုင်ပွဲပြီးဆုံးချိန်မှာတော့တွင်းကိုအသာမရရှိခဲ့တဲ့ကြောင့်ဖလား3လုံးဆိုတဲ့ triple အိမ်မက်တွေလည်းထပ်မံပျက်စီးခဲ့ရပြန်ပါတယ်ဆောက်သတန်အသင်းအတွက်ဦးဆောင်ကိုပထမပိုင်းပွဲကစားချိန်35မိနစ်မှာ Rose Stewart ကသွင်းယူပေးခဲ့ပြီးအာဆင်နယ်အသင်းအတွက်ခြေပါဂိုးကိုတော့ဒုတိယပိုင်းပွဲကစားချိန်68မိနစ်မှာလူဆောင်ဝင်ကစားသမား Victor Gyökeres ကပြန်လည်သွင်းယူပေးခဲ့ပါတယ်ဆောက်သတန်အသင်းအတွက်အနိုင်ဂိုးကိုတော့ပွဲပြီးဆုံးမှု9မိနစ်လိုမှာ Shea Charles ကသွင်းယူပေးခဲ့ပြီးအာဆင်နယ်အသင်းပရိသတ်တွေရဲ့အိမ်မက်တွေကိုရိုက်ချိုးခဲ့ပါတယ်အာဆင်နယ်ပရိသတ်တွေအတွက်ကတော့ဒါဟာသင်ခန်းစာတစ်ခုသာဖြစ်ပြီးအိမ်မက်ဆိုတာညဘက်မှာသာမက်လို့ကောင်းကြောင်းနဲ့ဖြစ်မလာသေးတဲ့အရာတွေအတွက်စကားကြီးစကားကျယ်ပြောနေခြင်းတွေကနောင်တရစရာတွေဖြစ်လာနိုင်ကြောင်းတက်တည်ပြပေးခဲ့တဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ခဲ့ပါတယ်